မင်္ဂလာပါကျွန်တော်တို့ဒီတစ်ပတ်အတွက်ကျွန်တော်ဒီနေ့မှာထွက်ရှိမဲ့ NFP data မတိုင်ခင်ကျွန်တော်တို့ဒီကမ္ဘာရွှေဈေးရဲ့ဈေးကွက်လာရနဲ့ကျွန်တော်သတိထားစောင့်ကြည့်ရမယ့် level တွေကိုကျွန်တော်တို့ ਨੇ အတူတူကြည့်လိုက်ကြရအောင် Okay ကျွန်တော်တို့ဒီ HUSD ရဲ့ကျွန်တော်တို့ daily market structure အရာကြည့်မယ်ဆိုရင်ကျွန်တော်လက်ရှိမှာdowntrend market structure မှာပဲဒါရှိနေသေးတယ်ကျွန်တော်ရှိမှာprevious swing low level တခုကိုကျွန်တော်တို့ break out ဖြစ်ထားပြီးတဲ့အနေအထားမှာလက်ရှိမှာpullback အနေနဲ့ဒါစီပြန်လဲတက်နေခဲ့တဲ့ပုံစံအနေအထားကိုကျွန်တော်တို့မြင်တွေ့ရမှာဖြစ်တယ်အဲ့တော့ဒီ daily time frame ရဲ့လက်ရှိသွားနေတဲ့ downtrend market structure ကိုကျွန်တော်တို့ဆက်လက်သွားမယ်ဆိုရင်တော့လက်ရှိ pullback ပြန်တဲ့အနေအထားတစ်ခုမှာကျွန်တော်တို့နောက်ထပ် swing high level တစ်ခုကိုကျွန်တော်ဘယ်နားမှာပုံဖော်မလဲဆိုတာကိုကျွန်တော်တို့စောင့်ကြည့်ဖို့လိုအပ်တယ်အဲ့တော့ daily time frame ရဲ့လက်ရှိဖြစ်ပေါ်နေတဲ့ market structure မှာကျွန်တော်တို့သတိထားစောင့်ကြည့်ရမယ့် key level အနေအထားကိုပြောမှဆိုရင်ကျွန်တော်4300ကျွန်တော်30ဝန်းကျင်ဒီဒါ daily လက်ရှိဖြစ်ပေါ်နေတဲ့ daily time frame ရဲ့ကျွန်တော် key resistance level တခုအနေနဲ့ကျွန်တော်တို့မြင်တွေ့ရတယ်ကျွန်တော် key support level အနေနဲ့ကြည့်မယ်ဆိုရင်တော့ကျွန်တော်တို့3945ကဒါနောက်ဆုံးဖြစ်ခဲ့တဲ့ကျွန်တော်တို့ swing low level အနေနဲ့ဒါ key support level တခုအနေနဲ့ကျွန်တော်တို့ရှိနေခဲ့တာတွေ့ရမယ်အဲ့တော့daily time frame ရဲ့ downtrend structure တခုကိုသွားမယ်ဆိုရင်တော့ market ဒီကျွန်တော်တို့ pullback level တခုကဒီမှာကျွန်တော်တို့နောက်ထပ် lower high level တခုပုံပေါ်ပြီးတော့မှကျွန်တော်တို့3900ကျွန်တော်တို့50အောက်ကိုထပ်မံပြီးတော့ break out ဖြစ်ခဲ့မယ်ဆိုရင်တော့ဒါလက်ရှိသွားနေတဲ့ downtrend market structure ကဒါဆက်လက်သွားနိုင်တဲ့အနေအထားလို့သုံးသပ်လို့ရတယ်။ Okay အဲ့တော့ကျွန်တော်တို့4 hour time frame ရဲ့ market structure အနေအထားကိုကြည့်အောင်4 hour time frame ရဲ့လက်ရှိဖြစ်ပေါ်နေတဲ့ market structure အနေအထားကိုကြည့်မယ်ဆိုရင်ကျွန်တော်တို့ဒီမှာရှိနေတဲ့ previous let's swing low level တခုကို market ဒီ for breakout အနေနဲ့ကျွန်တော် liquidity ယူပြီးတော့မှဒါဈေးပြန်တက်နေတဲ့အနေအထားတစ်ခုကိုတွေ့ရတယ်အဲ့တော့ဒီ4 hour time frame ရဲ့ဒီအနည်းဆုံးဖြစ်ခဲ့တဲ့ swing high level တခုကို market ဒီကျွန်တော်ဒီမနေ့ကပေါ့နော်ဒီမနေ့ကတော့ကျွန်တော် for breakout အနေနဲ့ဒါဖြစ်ပေါ်ခဲ့ပြီးတော့မှလက်ရှိမှာတော့ကျွန်တော်တို့ဒီ4000ကျွန်တော်တို့100ဝန်းကျင်နဲ့ကျွန်တော်တို့3950ဝန်းကျင်ကြားထဲမှာပဲ market ဒီ rate တစ်ခုအနေနဲ့ဒါတွားနေခဲ့တာတွေ့ရတယ်အဲ့တော့ကျွန်တော်4 hour time frame ရဲ့လက်ရှိသွားနေတဲ့ downtrend structure ကနေမှကျွန်တော်တို့ advance back ကိုပြန်လဲသွားမယ်ဆိုရင်တော့နောက်ဆုံးကျွန်တော်တို့ for breakout အနေနဲ့ကျွန်တော် liquidity ယူထားတဲ့4100ရဲ့ attack ကိုဒါဈေးဒီ clear breakout ဖြစ်ဖို့လိုအပ်တယ်เนาะကျွန်တော် daily time frame ရဲ့ resistance level အထိသွားမယ်ဆိုရင်တော့ကျွန်တော်4 hour time frame ရဲ့ကျွန်တော်4100ဝန်းကျင်ကိုကျွန်တော် clear breakout ဖြစ်ဖို့လိုအပ်နေတယ်လက်သလုံးမှာတော့ကျွန်တော် market ဒီ range ထဲမှာပဲဒါရှိနေသေးတဲ့အနေအထားကိုတွေ့ရတယ်အဲ့တော့ကျွန်တော် daily time frame မှာလည်း down trend ရှိနေတယ်ကျွန်တော်4 hour time frame မှာလက်ရှိမှာ down trend market structure တိုင်းရှိနေတယ်အဲ့တော့4 hour time frame ရဲ့ကျွန်တော်သတိထားကြည့်ရမယ့် resistance ကျွန်တော် level ဆိုရင်ဒီမှာလက်ရှိမှာ fresh level တစ်ခုဖြစ်နေတယ်ကျွန်တော်4195ဝန်းကျင်မှာဒါ key level တစ်ခုကျွန်တော်ရှိနေရတွေ့ရတယ်အဲ့တော့ market ဒီလက်ရှိ4 hour time frame ရဲ့ပုံဖော်နေတဲ့အနေအထားချင်းပဲဆိုရင်ဒီနောက်ဆုံးဖြစ်ခဲ့တဲ့ previous swing low level တစ်ခုကိုဒါကျွန်တော် clear break out ဖြစ်ပြီးတော့မှ advanced structure တစ်ခုကိုပြောင်းမယ်ဆိုရင်ကျွန်တော်နောက်ထပ် new high အနေနဲ့ကကျွန်တော်4200ဝန်းကျင်မှာဒါ pullback ပြန်လာမလားသို့မဟုတ်ကျွန်တော်တို့4330အထိဒါဒီ market ဒီတက်သွားမလားဆိုတဲ့အနေအထားကိုလည်းပြောလို့ရတယ်လို့ကျွန်တော်ဒီမှာရှိနေတဲ့4200ဝန်းကျင်ကနေမှ4200ဝန်းကျင်ကျွန်တော်တို့ key resistance level တခုကနေမှ market ဒီ retracement ရှုပြီးတော့မှကျွန်တော်တို့သူ့ရဲ့မူလသွားနေတဲ့ major direction တခုဖြစ်တဲ့ down trend structure တခုဒါဆက်လက်သွားမလားဆိုတဲ့နေရာကတော့ကျွန်တော်တို့ဒီ4200ဝန်းကျင်ကဒါအဓိကစဉ်းစားလို့ရနိုင်မဲ့ level တခုလို့သုံးသပ်လို့ရတယ်။ Okay အဲ့တော့ကျွန်တော်တို့1 hour time frame ရဲ့ market structure အနေအထားကိုချက်ကြည့်အောင်1 hour time frame ရဲ့လက်ရှိဖြစ်ပေါ်နေတဲ့ market structure เนาะ overall ကတော့ down trend မှာရှိနေပေမဲ့လက်ရှိလက်တလောဖြစ်ပျက်နေတဲ့ကျွန်တော်တို့ current structure အရာကိုပြောမယ်ဆိုရင်ကျွန်တော်ဒီနေရာမှာ market ဒီ
ဒီရှေ့မှာရှိနေတဲ့ previous swing low ကိုကျွန်တော် fall breakout အနေနဲ့ပြထားပြီးတော့မှဒီနေ့မှာ market ဒီ advanced market structure တစ်ခုကိုကျွန်တော်တို့ advanced pullback အနေနဲ့ဒါပြန်သွားနေတဲ့အနေအထားတစ်ခုကိုတွေ့ရတယ်။အဲ့တော့ 1 hour time frame ရဲ့လက်ရှိ current market structure မှာတော့ကျွန်တော်ဒီမှာကျွန်တော်4 hour trend ရဲ့ trend တွေကကျွန်တော်1 hour လက်ရှိ current trend ကိုကြည့်မယ်ဆိုရင် market ဒီ advance ကိုစပြီးတော့ပုံဖော်ထားတဲ့အနေအထားကိုတွေ့ရမယ်။အဲ့တော့လက်ရှိဖြစ်ပေါ်နေတဲ့1 hour time frame မှာလည်းကျွန်တော်တို့သတိထားကြည့်ရမယ် key level တွေကြည့်မယ်ဆိုရင်ကျွန်တော်ဒီနေရာမှာ market ဒီကျွန်တော်တို့4020ဝန်းကျင်မှာဒါ key zone level တစ်ခုကျွန်တော်တို့မြင်တွေ့ရမယ်။နောက်ထပ်ဒီအောက်မှာဆိုရင်တော့ကျွန်တော်တို့3980ဝန်းကျင်မှာဒါ1 hour ရဲ့ key level တစ်ခုအနေနဲ့ကျွန်တော်တွေ့ရှိရတယ်နော်1 hour ရဲ့ key level တစ်ခုနဲ့တွေ့ရှိရတယ်1 hour time frame ရဲ့လက်ရှိ current market ရဲ့နောက်ဆုံးရောက်ခဲ့တဲ့ swing high level တစ်ခုကဒါကျွန်တော်တို့အနေနဲ့1 hour ရဲ့ level တစ်ခုအနေနဲ့ဒါကျွန်တော်တို့တွေ့ရှိရတယ်အဲ့တော့4 hour time frame daily 4 hour time frame ရဲ့လက်ရှိဥပပြန်နေတဲ့အနေအထားကနေမှကျွန်တော်တို့ဆယ်လာတွေစောင့်ကြည့်တဲ့4200 4330ဝန်းကျင်ကိုတွားဖို့အတွက်ဆိုရင်ဒီ1 hour time frame ရဲ့လက်ရှိဖြစ်ပေါ်နေတဲ့ advanced market structure ဒီကျွန်တော်အတက်ဘက်ကိုဆက်လက်ပြီးတော့မှတွားဖို့အတွက်လိုအပ်တယ်ပေါ့နော်အဲ့တော့လက်ရှိဖြစ်ပေါ်နေတဲ့ market ဒီ minor trend တစ်ခုအနေနဲ့ကြည့်မယ်ဆိုရင်ဒီမှာလက်ရှိမှာကာယရာချိန်ထားတယ်ကျွန်တော်ဒီနေရာမှာတော့ market ဒီ left တော့မှာကျွန်တော် liquidity level လေးတစ်ခုကျွန်တော် pullback level လေးတစ်ခုကျွန်တော်ရှိနေတယ်အဲ့တော့ကျွန်တော်1 hour time frame ရဲ့ overall analysis ကိုကြည့်မယ်ဆိုရင်ကျွန်တော်တို့ဒီ4020ဝန်းကျင်မှာ market ဒီနေ့ည NFP data ကျွန်တော်တို့ချိန်မှာ market ဒီ pullback တစ်ခုအနေနဲ့ဒီ4200ဝန်းကျင်ကိုပြန်လာပြီးတော့မှကျွန်တော်တို့စောင့်ကြည့်ကျွန်တော်တို့ seller တွေအတွက်စောင့်ကြည့်ရမယ် higher time frame ရဲ့ key resistance level တခုဖြစ်တဲ့4200ကိုတွားမလားဆိုတဲ့အနေအထားတစ်ခုမှာတော့ဒီ buyer တွေအတွက်ဒီ4020ကျွန်တော်တို့4015ပေါ့နော်4020 4015စုံတစ်ခုဝန်းကျင်ကဒါ buyer တွေအတွက်စောင့်ကြည့်တဲ့စုံလို့ကျွန်တော်တို့ယူဆလို့ရတယ်ပေါ့နော်ယူဆလို့ရတယ်အဲ့တော့ seller တွေအတွက်ဆိုရင်တော့ကျွန်တော်တို့4200သို့မဟုတ်4330ဝန်းကျင်မှာတော့ market တွေvery reversal အနေနဲ့ပြန်လဲပြခဲ့မယ်ဆိုရင်တော့ကျွန်တော်တို့အနေနဲ့ seller တွေအတွက်ကဒီနေရာတွေကsell entry အတွက်စောင့်ကြည့်တဲ့စုံလို့ပြောလို့ရတယ်ပေါ့အဲ့တော့လက်ရှိ overall 1 hour ရဲ့ major overall trend ကိုကြည့်မယ်ဆိုရင်တော့နောက်ဆုံးဖြစ်ထားခဲ့တဲ့ကျွန်တော်တို့ swing high swing low level ကိုကျွန်တော်ကြည့်မယ်ဆိုရင်ကျွန်တော်ဒီနေရာမှာ market ဒီဒါ overall ကျွန်တော်တို့ market အနေနဲ့ကျွန်တော် low high ရှိနေဒီမှာကျွန်တော်နောက်ထပ် breakout ဖြစ်ထားပြီးမှကျွန်တော်တို့lower low level ကိုဖြစ်နေရဲ့လက်ရှိ pullback level ကိုမှကျွန်တော်ဒီ jar rate မှာဘယ်သွားမလဲတို့ဒီဒီ swing high နဲ့လက်ရှိဖြစ်ပေါ်နေတဲ့ဒီ swing high နဲ့ swing low ကြားထဲမှာ market ဒီကျွန်တော် pullback တစ်ခုအနေနဲ့ပြန်လာနိုင်မယ်ဆိုရင်ကျွန်တော်ဒီ4200ဝန်းကျင်ကတော့ဒါseller တွေအတွက်ဒါစောင့်ကြည့်လို့ရနိုင်မဲ့ level တစ်ခုဖြစ်တယ်ပေါ့နော်အဲ့ဒီနေရာသည်ကျွန်တော်တို့ premium discount ဇုံကြည့်မယ်ဆိုရင်ဒါ10ဇုံထဲမှာဒါရှိနေတဲ့အနေအထားတစ်ခုလို့သုံးသပ်လို့ရတယ်အဲ့တော့ဒီ overall trend တစ်ခုအတွင်းမှာဖြစ်ပြနေတဲ့ဒီ pullback retreat level တစ်ခုမှာဒီ minor trend တွေက advance တစ်ခုအနေနဲ့စတင်ပုံဖော်နေတဲ့အနေအထားကိုကျွန်တော်ကြည့်ရမယ်အဲ့တော့ကျွန်တော်တို့ဒီလက်ရှိသွားနေတဲ့ current trend ရဲ့ advance တစ်ခုကြီးကျွန်တော်အဝယ်ဆုံးကြည့်ပါဆိုရင်ကျွန်တော်4020ဝန်းကျင်ကဒါ buyer တွေအတွက်ဘိုင်ဖို့အတွက်စောင့်ကြည့်တဲ့နဲ့ကျွန်တော်တို့ကောင်းတဲ့ဇုံတစ်ခုအနေနဲ့တော့ကျွန်တော်သုံးသပ်လို့ရတယ်။ Okay အဲ့ဆိုရင်ကျွန်တော်တို့ဒီ15 minute time frame လောက်တစ်ချက်ဖြစ်ပေါ်နေတဲ့ market structure ကိုချက်ကြည့်ကြည့်မယ်။အရှိ15 minute time frame ရဲ့အနေအထားကိုကြည့်မယ်ဆိုရင်ဒီမှာဒီကျွန်တော်တို့ advance ခု down 1 hour ရဲ့ advance time ပဲဒီမှာ15 minute time မှာလည်းကျွန်တော် advance ခုအနေနဲ့ဒါတွားနေရရှိတယ်လက်ရှိမှာတော့ကျွန်တော် pullback level ခုအနေနဲ့ဒါပြန်တက်နေပြီမဲ့ရှေ့မှာရှိနေတဲ့ previous swing low swing high level တခုကိုတော့ကျွန်တော် break out ဖြစ်မထားနိုင်သေးပဲလက်လုံးမှာဒီကြားထဲမှာကျွန်တော်တို့ market ဒီdata စောင့်နေလားပေါ့နော်ကျွန်တော်လက်ရှိမှာတော့ market ကျွန်တော်ဒီမှာနည်းနည်းဈေးအီနေတဲ့အနေအထားတစ်ခုကိုကျွန်တော်တို့မြင်တွေ့ရတယ်။အဲ့တော့လက်ရှိဖြစ်ပေါ်နေတဲ့နေရာကနေမှ market တွေကျွန်တော်တို့ဒီညပိုင်းအတွင်းမှာဒီ4020 4015ဝန်းကျင်မှာကျွန်တော်တို့ဘူးလီရပါတဲ့အနေနဲ့ပြန်ပြခဲ့မယ်ဆိုရင်တော့ဒီနေရာကပိုင်ယာတွေအတွက်ကျွန်တော်တို့ကောင်းမွန်တဲ့ဘိုင်းဆောင်တစ်ခုဖြစ်ပြီးတော့မှ first target အနေနဲ့ကတော့ကျွန်တော်တို့
25အနေနဲ့ဒါ first target အနေနဲ့ကျွန်တော်ယူဆလို့ရမယ်ပြီးတော့ကျွန်တော် second target အနေနဲ့ကျွန်တော်4100ဝန်းကျင်မှာဒါ second target အနေနဲ့ကျွန်တော်ယူဆလို့ရပြီးတော့မှအကယ်၍အတက်အားလာဆက်လက်အားကောင်းမယ်ဆိုရင်ကျွန်တော်4200ဝန်းကျင်ထိဒါရောက်သွားနိုင်တဲ့အနေအထားတစ်ခုလို့ကျွန်တော်အနေနဲ့သုံးသပ်လို့ရတယ်ပေါ့နော်။ Okay ဒါကတော့ကျွန်တော်တို့ဒီနေ့ည NFP data မထွက်ခင်မှာအရှိဖြစ်ပေါ်နေတဲ့ HUUSD ရဲ့ကျွန်တော်တို့ overall market analysis နဲ့ကျွန်တော်တို့သတိထားစောင့်ကြည့်ရမယ့် buyer အတွက်ကို seller အတွက်ကိုသတိထားစောင့်ကြည့်ရမယ့် level ကိုစောင့်နေနဲ့မျှဝေခြင်းဖြစ်ပါတယ်အားလုံးပဲအကျိုးမြတ်ရှာတဲ့ trader များဖြစ်ကြပါစေအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ